ဇေယျစိတ်နဲ့ဂွေးတောက်ချောင်းရွာနဲ့ရွာမှာကရေချိုပေါ်ပါတယ်ဒါပေမဲ့တန်တက်နဲ့ထုံးတက်ကပါဝင်မှုလုံခဲနေတာရေကဝါပြီးတော့အနက်သက်ရှိနေတာကြောင့်တောက်လို့ရနိုင်တဲ့ရေကတော့မရှိဘူးအဲ့ဒါပိုဆိုးတာຫນွေကုန်ကန်နီးပြီဆိုလို့ရှိရင်မြစ်တေချောင်းတွေခန်းတယ်ပင်လေရေတိုးလာတယ်အဲ့တော့ရေကအငံတက်များလာတယ်သုံးရေအတွက်ကတော့နည်းနည်းပါးအဆင်ပြေတယ်လို့ပြောပေမဲ့တန်ရှင်းတဲ့တောက်ရည်တန်းကိုမတောက်ကြရဘူးကျွန်တော်တို့ဒီဇေယျစိတ်ရွာကပသိမ်ရဲ့ဒီအနောက်ဖက်မှာရှိတယ်ကြားထဲမှာငဝင်းမြစ်ချားနေတယ်အဲ့တော့ဒီတရားကနေဒီနဲ့ဆိုလို့ရှိရင်၄မိုင်နဲ့2ဖာလုံးအတိပေါ့အဲ့လိုအလမ်းဝေးတော့ရေတန့်ကားမလာဘူးနောက်ကိုယ်တိုင်သွားဝယ်တော့ဖို့ကလည်းအမြဲတမ်းမလုံနိုင်ဘူးအဲ့တော့နေ့စဉ်အတွက်ကတောက်ရည်ကိုအဆင်ပြေသလိုဖြည့်ရှင်းတယ်ဆိုတာကဒီနားမှာ1မိုင်လောက်ဝေးတဲ့ဝါတော်ကြီးရွာမှာသူကကုန်းဖြစ်တဲ့အတွက်ကြောင့်မြေရောက်ရေကောင်းတယ်ကောင်းတော့အဲ့ဒီကနေပြီးတော့ကိုယ်တန်နိုင်ပုံးလေးတွေနဲ့သွားခတ်ပြီးတော့တောက်ကြတယ်ဝါတော်ကြီးရွာမြေရောက်ရေကကြည်ပြီးတော့အနံ့တက်လည်းမရှိဘူးလေနောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့ရွာသူရွာသားတွေကလည်းအရင်တည်းကရေတန်းတောက်ရမယ်အလေးအကျင့်မရှိဘူးရေဆိုရင်အယောင်အနက်မရှိရင်ပြီးတော့သူတို့ကကြိုချက်ပြီးတော့မတောက်ဖြစ်တာမျိုးတွေကတော့အများဆုံးပါပဲအဲဒီတော့နောက်ဆက်တွဲနေတဲ့ကျမကြီးတွေထိကြိုက်လာတယ်ကြောက်ကနဲ့ပတ်သက်တဲ့ယောဂတွေကလေးငယ်တွေလည်းဝမ်းပြက်ဝမ်းလျှောဖြစ်တယ်လူကြီးတွေလည်းဖြစ်တယ်ချိုးအားဆုံးကတော့တက်တန်းစီအောင်မနေကြရဘဲနဲ့အရွယ်မတိုင်ခင်မှာအသက်ဆုံးရှုံးရတယ်ဒီရှိလာပါတယ်မင်္ဂလာပါရှင်ကျမတို့ Grand Royal Group International ကစံထားရတဲ့အဓိကမန်တိုင်ကြီး၃ခုထဲမှာ Care for Stakeholders ဆိုတဲ့လုပ်ငန်းနဲ့ပတ်သက်ဆက်နွယ်နေသူအားလုံးကိုလေးစားသမှုနဲ့အလေးထားဆက်ဆံခြင်းဆိုတဲ့ချက်နဲ့ညီကုမ္ပဏီထုတ်ကုန်တွေရဲ့အဓိကကုန်ကြမ်းဖြစ်တဲ့စကွဲထွက်ရှိရာဒေသတွေမှာလိုအပ်ချက်တွေလိုက်လူထုအကျိုးပြုစီမံကိန်းတွေကိုတက်အားတရဆောင်ရွက်ပေးနေတာဖြစ်ပါရဲ့ရှင်ဇေယျစိတ်နဲ့ဂွေးတောက်ချောင်းကျေးရွာမှာကတန့်ရှင်းတဲ့တောက်ရည်တန်းကိုအဓိကလိုအပ်နေတာကြောင့်တောက်ရည်တန်းကိုဖောဖောတီတီတောက်နိုင်အောင်လာရောက်ဆောက်လုပ်လှူဒန်းပေးရခြင်းဖြစ်ပါတယ်ရှင်။မိခင်ကုမ္ပဏီဖြစ်တဲ့ Thai Beverages Public Company Limited ရဲ့လမ်းညွှန်ချက်နဲ့အညီ Grand Royal ကဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာလုပ်ငန်းတွေကိုလည်းလေးထားဆောင်ရွက်နေတာကြောင့်တောက်ရည်တန်းဆက်ကိုတည့်စစ်မီအသုံးပြုစရာမလိုပဲတဘာဝနေအောင်ကြီးစွမ်းရည်နဲ့လဲပတ်နိုင်အောင်ဆိုလာစနစ်ကိုပါတက်ဆင်ပေးထားခြင်းဖြစ်ပါရဲ့ရှင်။ဒေသခံတွေရဲ့လိုအပ်ချက်ကိုလည်းတောင်းတနေအားနေဖြည့်ဆည်းပေးခွင့်ရတဲ့အတွက် Grand Royal အနေနဲ့လည်းအတိုင်းမသိဝမ်းသာမိပါရဲ့ရှင်။ကျွန်တော်တို့ရွာမှာတောက်ရည်တန်းဆိုရင်အလူတန်းနဲ့ဧည့်သည်လာရင်တောက်သုံးဖို့အတွက်ပဲဦးစားပေးဝယ်ချတာကိုယ်တိုင်ချတော့အဝယ်မတော့ကြဘူးအခုတော့ရွာနားမှာပဲဒေသဆက်တွေရှိလာပြီမို့လို့ကျွန်တော်တို့ဇက်စိတ်ရွာနဲ့ဂွေးတောက်ချောင်းရွာတွေမကပဲတခြားရွာတွေလမ်းတော်လမ်းလာအများပြည်သူတွေကတဲ့သွေးစစ်စားပြီး Grand Royal ကဆောက်လုပ်လူရဲပိတာကြောင့်တောက်ရည်တန်းကိုအားရပါရတောက်သုံးလို့ရပြီပေါ့ဗျာကျွန်တော်တို့ဂွေးတောက်ချောင်းရွာကလာတာကျောင်းကလေးတွေအတွက်တောင်းမဲ့ရေဖို့မြေဘက်တွေကအလဲကျထပ်ပေးနေပါတယ်တောက်ရည်ဆိုပေမဲ့ကြိုချက်ထားတော့မဟုတ်ဘူးအခုဆိုတောက်ရည်တက်တောက်နိုင်ပြီဆိုတော့ကလေးတွေမှာမတရှင်းတဲ့ရေကိုတောက်မိလို့ဖြစ်လာမဲ့ယောဂတွေလည်းမဖြစ်တော့ဘူးအဲ့ဒီအတွက်ကြောင့်လည်းမိဘတွေအနေနဲ့လည်းပို့ပြီးစိတ်ချမ်းသာရတယ်အခုကနေရာတွေကြောင်းပေးရလည်းဖြစ်နေတော့ကလေးတွေကျောင်းပေးနေတော့မို့လို့ကျောင်းရမွေးတဲ့အခါကလေးတွေတောက်ဖို့အတွက်တောက်ရည်တောင်းအလှည့်ကျထည့်ပေးဖို့တွေးရင်းနဲ့ပြည်တိဖြစ်မိပါတယ်ဗျကျွန်တော်တို့ Grand Royal Group International Company Limited ဥက္ကဋ္ဌကြီးကကျွန်တော်တို့လူတိုင်းတောက်ရည်တောက်သုံးနိုင်မှုလေ့ထမြန်မာလာပြီးတော့ကျမကြီးထောက်ကူပြုဖို့နဲ့ဂျုံနေမှုစင်တဲ့မြန်မာလာဖို့အတွက်ကိုတင့်လျော်ရာနေရာတွေမှာအမြဲတမ်းတောက်ရည်တန်ဆက်တိဆောက်လူရန်ပေးဖို့ရေရေကန်တွေတူဖို့လူရန်ပေးဖို့အမြဲတမ်းလမ်းညွှန်မှုရှိပါတယ်အခု2025ခုနှစ်မှာခွေးတော့ချောင်းနဲ့ဇက်စီကြီးရွာတွေမှာလက်လက်မရေတွေနဲ့ရည်စက်အဆောက်အုံညီတာ900ကျတဲ့မြေတောက်ရည်တန်ဆက်တွေကိုလူရန်နိုင်ငံပြီးဖြစ်ပါတယ်အဲ့ဒီပြင်ပူပြီးဝမ်းရဖို့ကောင်းတာကပြည့်စစ်တာအသုံးဆက်မှုအားနည်းနေတဲ့ကာလမှာ AR တိုင်းဒေတာကြီးတွင်ပထမဦးဆုံး solar system အသုံးပြုနိုင်တဲ့တောက်ရည်တန်ဆက်ကိုလူရန်နိုင်ငံခြင်းပဲဖြစ်ပါတယ်နောက်ပြီးတော့တောက်ရည်တန်ဆက်နဲ့ပတ်သက်ပြီးနှစ်စဉ်လိုအပ်တဲ့ maintenance အတွက်လည်းကျွန်တော်တို့ Grand Royal International Company Limited ကတာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။သူမြတ်တာရက်ခံတော်တာကတော့လူတိုင်းတောက်ရည်တောက်သုံးရခြင်းရဲ့အကျိုးကျေးဇူးကို
သိရှိနားလည်ပြီးတောက်ရည်သက်တောက်သုံးရခြင်းအလေးထားတိုးပွားလာအောင်ပညာပေးနှုတ်တော်တိုက်တွန်းပေးကြဖို့အတ္တရခံလိုပါတယ်အခုလို Grand Raya Group International နဲ့ပြီးတော့ဒီတောက်ရည်တန်ဆက်ကြီးဟိုမှာဆိုလဲဆိုလာပြားကြီး985ဝတ်ကြီး14ချက်ပေါ့နော်အထဲမှာလည်းဒီ inverter နဲ့နောက်ပြီးတော့ဒီ lithium battery OE တန်ဖိုးကြီးပေါ့နော်ဒါအင်မတန်ကိုမုံမြက်ကိုလာရောက်ပြီးတော့လူတန်းပေးတယ်ဆောက်လုပ်ပေးတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီဇေယျစိတ်ရွာဟိုဘက်ကကိုရီတော့ချောင်းရွာတွေပေါ့နောက်ဒီဘက်ကိုင်းကြီးထဲမှာနေတဲ့လေတော်တွေမှာရှိတဲ့လေသမားတွေရောအားလုံးကရေတန့်တောက်ရဖို့စိတ်မပူပါတော့ဘူးเนาะနောက်ပြီးတော့ဒီဆိုလာနဲ့ချိတ်ထားတဲ့အတွက်ကြောင့်ဒီလက်စစ်မီးရမမှန်နဲ့ကျွန်တော်တို့ရွာတော့လည်းပူပြီးတော့အဆင်ပြေတာပေါ့ဗျာအဲဒီတော့နှစ်ရွာပေါင်းပြီးတော့ရေတန့်ဆက်ထိန်းသိမ်းရေးကော်မတီကိုလည်းကျွန်တော်တို့ဖွဲ့စည်းထားတဲ့အတွက်ကြောင့်ဒီရေတန့်ဆက်နဲ့ဆိုလာပြားတွေကိုရေရှည်သုံးဆွဲနိုင်အောင်ကျွန်တော်တို့သေးသေးချာချာကိုဟိုသူများရဲ့စေတနာကိုတုံ့ပြန်ပြီးတော့ဒါရိုးသေးသေးကိုတာဝန်ယူထိန်းသိမ်းသွားပါမယ်လို့လည်းကတိပြုပါတယ်ကျွန်တော်တို့ဘက်ကထားပြရပါတယ်ဒီရွာကန်ကြီးရဲ့ကျမ်းမာရေးနဲ့လူနေမှုအစဉ်အတန်းကိုလည်းအလေးထားပြီးတော့မြင့်တင်ပေးတဲ့အတွက်ကြောင့် Grand Raya ကျေးဇူးအများကြီးတင်ပါတယ်အနာဂတ်မှာလည်းဒီထက်အဆတဲ့တကူမြောက်များစွာလူတန်းနိုင်ပါစေနောက်ဆုံးအနာတပိန်တထေးကြီးတို့လိုလူရှင်တွေအားလုံးရောဝန်ထမ်းတွေအားလုံးရောဘုံစဉ်ဆံပြီးတော့ဉာဏ်အလင်းရပြီးတော့ထာဝရချမ်းမြေ့တာရခြင်းရောက်ရှိနိုင်ကြပါစေဆုမွန်ပါတောင်းပေးလိုက်ပါတယ်ခင်ဗျာ